ဇလန်လေးရဲ့ဆာမှာတော့ပီတာရိုမီသားသူလေးဟာဘရိုင်ယန်ရဲ့ပြဆက်ပွဲစီကိုရောက်နေကြပါတယ်။စာတိုပေစားတွေနဲ့မအောင်မြင်ခဲ့တဲ့စာအုပ်တွေတာရေးသားခဲ့ရတဲ့ဘရိုင်ယန်ဟာအခုတော့ကိုဟောပြဆက်ရုံကနေသူ့ရဲ့ပြဆက်ကိုတင်ဆက်ပြသနေပါပြီ။လိုရစ်ကလည်းဘလောက်ပဲဆိုမင်းလုံးနိုင်ခဲ့ပြီလို့ပြောဖို့အတွက်ကလေးတွေကိုကြိုးမထားရပါတယ်။ပီတာကလည်းငငယ်တုန်းကဆိုရင်ပြဆက်တွေထဲမှာပါခဲ့ဘူးတဲ့ဆိုတာငယ်ဘွားကိုပြန်ပြောပြလိုက်ပါသေးတယ်။ဒီလိုနဲ့ပြဆက်ရုံတွေကိုရောက်တဲ့ခါမှာတော့ဆရာကွက်နဲ့တွေ့ပြီးသူနဲ့ကွန်ဆယ်လာတွဲနေဖြစ်တဲ့အကြောင်းကြွားသွားပါတယ်။လိုရစ်တို့ကလည်းဘရိုင်ယန်နဲ့တွေ့ပြီးတော့ဘာမှမကြောက်ဖို့နဲ့ရင်မခုန်ဖို့တွေကိုမှားနေပါတယ်။ဘရိုင်ယန်ကလည်းသူ့ရဲ့ပထမဆုံးပြဆက်အတွက်စိတ်ပူနေပြီးခရစ်ကတော့သူခုံနဲ့တန်မမလားဆိုတာစိတ်ပူနေခဲ့ပါတယ်။အရင်တစ်ခေါက်ကလည်းညက်ပြီးမို့အခုလည်းကြောက်နေခဲ့တာပါ။ဘရိုင်ယန်ရေးခဲ့တဲ့ပြဆက်လေးကတော့အမေရိကန်တွေရဲ့အိမ်အောင်ရေးလူမှုရေးဖောက်ပြန်မှုတွေနဲ့ဒီဘက်ခေတ်မှာအချစ်မရှိတော့ကြောင်းကိုသရော်ထားတာပါ။ကိုကလူတွေအားလုံးကလည်းဘရိုင်ယန်ရဲ့အရေးသားတရုတ်ဆောင်တွေရဲ့စူးစမ်းမှုကိုသဘောကျပြီးယုံပြေးယုံရှံအားပေးကြပါတယ်။ပထမဆုံးပြဆက်ရေးတဲ့ပွဲမှာပဲပထမဆုံးလက်ခုပ်တန်တွေနဲ့တူအောင်မြင်မှုတွေကိုစတင်ရင်းနှီးလာခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ဘရိုင်ယန်ရဲ့ပြဆက်ဟာသတင်းသားတွေမှာပါလာခဲ့ပြီးပျော်မြောက်တဲ့အရေးသားအကောင်းဆုံးထိုင်ရလော့တွေနဲ့တူခေတ်ပြိုင်ဇညွန်းဆရာတွေထက်ကောင်းတဲ့အကြောင်းချီးကျူးထားပါတယ်။လူတွေတို့ကလည်းစတင်အောင်မြင်လာတဲ့ဘရိုင်ယန်ကိုချီးကျူးနေကြပြီးအောင်မြင်မှုကိုဆက်ထိန်ထားဖို့နဲ့ပြဆက်ဟာတကယ်ကောင်းတဲ့အကြောင်းအားပေးကြပါတယ်။စတူဝီကလည်းသူလည်းပြဆက်ရေးဆရာဖြစ်ချင်ကြောင်းပြောတော့ဘရိုင်ယန်ကတနေ့ဖြစ်လာမှာပါဆိုကခက်လွယ်အားပေးပါတယ်။စတူဝီကတော့အရင်ကဆိုရင်သူကလူဝင်မှုကြီးကြပ်ရေးမှာဌာနမှုမို့လူတွေရဲ့သဘောတရားတွေကိုပိုသိပြီးဇညွန်းရေးနိုင်တဲ့အကြောင်းပြောလာခဲ့ပါတယ်။ဒီလိုနဲ့စတူဝီဟာ32နှစ်ဝန်းကျင်မှာပဲဇညွန်းတွေကိုစတင်ရေးနေပြီးဘရိုင်ယန်ကိုဖတ်ခိုင်းပါတယ်။ဘရိုင်ယန်ကတော့အောင်မြင်လာတဲ့ရတာလေးနဲ့ငွေကြီးရဲ့တန်ဖိုးကိုစတင်ထိတွေ့နေပြီးမို့သူမအားတဲ့ကြောင်းညင်းပါတယ်။နေတိုင်းပြဆက်ရုံမှာသူ့ရဲ့ပြဆက်ဟာပြတာမို့အေးရတော့မဝါတဲ့အကြောင်းအောင်မြင်လာတာနဲ့မျှနေရထိုင်ရခက်ပေမဲ့ဩဇာပိုရှိသွားတဲ့အကြောင်းစတူဝီကိုအားချောင်းနေပါတယ်။ Dragon Clan ဘားမှာလည်းသူ့ရဲ့ဘော်ဒါတွေပြဆက်ထက်ကတရုတ်ဆောင်တွေနဲ့တောက်စားနေပြီးဒီပြဆက်ကဘလောက်ကောင်းတဲ့အကြောင်းပြောနေကြပါတယ်။ဘရိုင်ယန်အတွက်ဆိုရင်တရုတ်ဆောင်တွေကလည်းအသိရှိနေမှာဖြစ်ပြီးကမ္ဘာပေါ်မှာအကောင်းဆုံးပြဆက်ဆိုတာဝိုင်းပြီးတော့မြောက်ပြောကြပါတယ်။ဒီတိုင်းကလည်းနာချာမြင်ကတ်လာတာကြောင့်လက်မှတ်လေးထိုးပေးပါလားဆရာဆိုပြီးမျက်နှာသွားပြောင်းมาတော့တယ်။ဒီလိုနဲ့ဘရိုင်ယန်ပြန်လာတဲ့အခါမှာတော့ကျေးဇူးပြုပြီးဖတ်ပေးပါဆိုရဲစတူဝီရဲ့ဇညွန်းလေးကိုတွေ့လိုက်ရပါတယ်။နှစ်သားရွယ်ကလေးကဇညွန်းနေဘာတွေရေးနေတာမို့ဘာတွေလွဲနေအောင်မလဲဆိုပြီးယူဖတ်ပေမဲ့အန်ဂျူနီယာကျော်ဂျီနီရဲ့ရေးသားတွေမို့ဆွမ်းအားကုန်ပါတယ်။ဇလန်ထဲကိုစီးမျောသွားခဲ့ပြီးနောက်ဆုံးမှာမျက်ရည်တွေပါကြောက်တော့အောင်ဒီကောင်းတဲ့ရေးသားမို့ထားပါဆဲရပါသေးတယ်။ပီတာကလည်းအားချမခံသူ့ရဲ့ဇညွန်းလေးကိုဖတ်ပေးပါလို့လာပြပေမဲ့တလွဲတွေပါဘရိုင်ယန်ကလည်းသူ့ရဲ့ညီဂျက်စပါနဲ့ဗီဒီယိုကိုပြောကသူ့ဘဝတစ်လျှောက်လုံးဒီလောက်ကောင်းတဲ့ရေးသားနဲ့ဒီလောက်ဆွဆောက်မှုရှိတဲ့ဇလန်မျိုးကိုမဖတ်ဘူးတဲ့အကြောင်းရင်ဖွင့်ပါတယ်နှစ်သားရွယ်ကလေးတယောက်ကတရက်တွန်းမှာရေးခဲ့တဲ့ပြဆက်ဟာသူ6လကျော်ရေးခဲ့တဲ့ပြဆက်ထက်ပိုကောင်းနေပြီးသူ့ကိုယ်သူတိမ်ငယ်သွားတဲ့အကြောင်းရှင်းပြနေပါတယ်ဂျက်စပါကတော့စတူဝီမှာပါရမီပါနေတာဖြစ်ပြီးသူ့ရဲ့ပါရမီပါကြောင်းကိုလည်းအတိမခံပဲမင်းရဲ့ပြဆက်ကမကောင်းဘူးလို့ပြောဖို့ရအတွက်အကြံပေးလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ဘရိုင်ယန်ရဲ့ပြဆက်ဟာဟော်ကီစုပွဲမှာဇကာတင်စင်းဝင်နေပြီးစူးရဖို့နံပါတ်1နေရာကနေရပ်တည်နေခဲ့ပါတယ်။ဒါပေမဲ့ဘရိုင်ယန်ကတော့သူရေးခဲ့တဲ့ဇညွန်းကစတူဝီထက်မကောင်းဘူးဆိုတာ depression တွေဝင်နေပြီးဘာမှတော့ပြန်မပြောနိုင်ခဲ့ပါဘူး။အဲ့ချိန်စတူဝီရောက်လာပြီးငါရဲ့ဇညွန်းကိုဖတ်ပြပြီလားဆိုတာလာမေးပါတယ်။ဒါကြောင့်ဘရိုင်ယန်ကလည်းမင်းရဲ့ဝတ္ထုကအမိုက်တာဖြစ်ပြီးငါငယ်ငယ်ကလည်းအဲ့လိုပေါက်ကရတွေရေးခဲ့ဘူးလေဆိုတာလိန်ပြောပါတယ်။စတူဝီကတော့ငါထင်ထားတာကောင်းတယ်ထင်နေတာစိတ်တောင်ကျသွားပြီဆိုပြီးသူ့ရဲ့ဝတ္ထုလေးကိုပြန်တောင်းပါတယ်။မနေ့ပြန်ကျရင်တော့နယူးယောက်ကစာပေထုတ်လုပ်ရေးစီကိုပြကြည့်ဖို့စီစဉ်ထားတယ်ဆိုတာကြောင့်ဘရိုင်ယန်ကအပြင်းထန်တားပါတယ်။ဒီစာတွေကမကောင်းတဲ့ကြောင့်သူ့ရဲ့ဇညွန်းကမှကောင်းကြောင်းတွေကိုဒလဆက်ပြောပါတော့တယ်။စတူဝီကတော့ဒီဟာလေးကသူ့ဟာတစ်ခုတည်းရှိတဲ့ copy လေးမို့ပြန်ပေးဖို့ရအတွက်တောင်းထားလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ဘရိုင်ယန်ခွေးကြံကစတူဝီရဲ့ဇညွန်းကိုဝင်ခိုးပါတယ်။စတူဝီရဲ့အခန်းထဲမှာလည်းလူတစ်ယောက်ရှိနေပြီးသူကတော့စတူဝီအဲ့ရင်စောင့်ပေးဖို့အတွက်ငှားထားကြောင်းသိလိုက်ရပါတယ်။ဒါပေမဲ့ဘရိုင်ယန်ကတော့စာအုပ်လေးခဏယူသွားမယ်လို့ခွန့်တောင်းကယူလာခဲ့ပြီးမင်းကိုတစ်လဘလောက်ငှားလဲဆိုတာမေးကြည့်ပါတယ်။တစ်လကိုဒေါ်လာ4800ဆိုတာကြောင့်ဒီဆောက်ကလေးကဘယ်ကနေငွေတွေရနေလဲဆိုတာထဆဲပါတော့တယ်။နောက်တစ်ရက်မှာတော့စတူဝီဟာသူ့ရဲ့စာအုပ်လေးတွေးမိလားဆိုတာလာမေးပါတယ်။ဘရိုင်ယန်ကလည်းပြောင်းလင်ပြောင်းစားလုပ်ပြီးတော့မသိဘူးမရှိဘူးနားမလည်ဘူးသာလုပ်လိုက်ပါတယ်။စတူဝီကလည်းအသင်မေးနေတာကြောင့်ဒေါ်လာတွေပါထွက်လာပြီးထောက်ဟောင်ကပြဿနာတက်ကြပါတယ်။ဒါပေမဲ့ဒီစာအုပ်လေးဟာအိမ်တော့ကရိုးတွေမြုပ်ထားတဲ့နေရာကနေတွေးလာတာမို့မင်းခိုးခဲ့တာမလားဆိုတဲ့စတူဝီကိုဘာမှပြန်မပြောနိုင်တော့ပါဘူး။မင်းရဲ့ဝတ္ထုနဲ့ဇညွန်းတွေကမြန်မာကားတွေကနေကူးချပြီးဟိုဆက်ကားတွေကယူလိုက်ဒီဝတ္ထုတွေကကူးလိုက်နဲ့ရေးထားတာမလားဆိုတာစတူဝီကမေးပါတယ်။ငါရဲ့ဝတ္ထုကတော့အကောင်းဆုံးဖြစ်ပြီးအခုဆိုနယူးယောက်ကပါလက်ခံသွားပြီးဖြစ်တဲ့အကြောင်းပြောလာပါတယ်။ယောက်ျားဖြစ်ပြီးတော့မနာလိုစိတ်များနေတဲ့ခွေးဆိုကဒဲကစ်တာမို့ဘရိုင်ယန်ကလည်းခြေကွဲပလက်နဲ့အိမ်ပြင်ကိုထွက်လာခဲ့ရပါတယ်။ကျွမ်းမနိုင်ကြည်မီနဲ့ရှို့ဆိုသလိုလမ်းပေါ်ကရှင်းလေးပေါ်ကသာဘရိုင်ယန်ရဲ့ဒေါသတွေဟာပုံချလိုက်ပါတော့တယ်။ဒီလိုနဲ့စတူဝီရဲ့ဇညွန်းနဲ့ပြဆက်ဟာကိုဟောပြဆက်ယုံထီကိုရောက်လာခဲ့ပါတယ်။စတူဝီကတော့သူ့ရဲ့ပြဆက်ကိုဒီလိုမျိုးတတိလေးမှာမပြီးဆုံးစေချင်တာကြောင့်နယူးယောက်ထီကိုသွားမှာပါ။ဘရိုင်ယန်ရဲ့တရုတ်ဆောင်တွေကိုပါနယူးယောက်မှာကပြခိုင်းမယ်ဆိုတာကြောင့်ဘရိုင်ယန်ကလည်းပောက်ကွဲနေရပါတယ်။နောက်နေ့မှာတော့ဘရိုင်ယန်ကိုနယူးယောက်ကိုလိုက်ပို့ဖို့အတွက်စတူဝီကလာပြောပါတယ်။ဘရိုင်ယန်ကတော့သူလိုက်ပို့နိုင်မှာမဟုတ်ပဲမင်းဟာမင်းသွားဆိုတာညင်းလွတ်ပါတယ်။
နယူးယောက်ရဲ့နာမည်ကြီးပြဆက်ရုံမှာစတူဝီနာမည်နဲ့ညစာစားပွဲကြီးရှိပြီးအဲ့ဒီပွဲကိုနာမည်ကြီးစာရေးဆရာတွေကလာကြမှာပါအဲ့ဒီကနေမင်းချိုက်တဲ့စာရေးဆရာနဲ့မိတ်ဆက်ပေးမယ်ဆိုကမှဘရိုင်ယန်ကလိုက်ပို့ပေးပါတယ်ဒီလိုနဲ့ပဲတောသားနှစ်ကောင်ကလည်းနယူးယောက်မြို့ကြီးစီကိုရောက်လာကြပြီးနာမည်ကြီးစာရေးဆရာတွေစညွှန်းဆရာတွေနဲ့ပြဆက်သမားတွေကိုတွေ့ရပါတယ်အဲ့ဒီပွဲမှာတော့တကယ်နာမည်ကြီးဆရာကြီး၃ယောက်နဲ့ဘရိုင်ယန်ကိုမိတ်ဆက်ပေးပါတယ်ဘရိုင်ယန်ကလည်းသူလည်းစာရေးဆရာမို့သူ့ရဲ့ပြဆက်လေးအကြောင်းကိုပြောပြပါတယ်ဒါပေမဲ့ဆရာကြီး၃ယောက်ကတော့ကိုဟောမှာခုပြနေတဲ့ပြဆက်ဟာဘလောက်ညံ့တဲ့အကြောင်းအချိတ်ဆက်ရေးသားလိုအပ်ချက်တွေနဲ့ဂလီထိုးရည်ရမယ်ဟာတာတွေအကြောင်းကိုပြောပြီးရည်နေကြပါတယ်အစိုးဆုံးကတော့အဲ့လိုပောက်ကရပြဆက်လေးဟာဟော်ကီစကာတင်စင်းထဲကိုဝင်နေတာပဲဆိုပြီးလှောင်ကြပါတော့တယ်သူ့ရဲ့ကိုဟောမျိုးလေးမှာအကောင်းဆုံးပြဆက်လို့ထင်ခဲ့ပေမဲ့တကယ်ဆရာကြီးတွေနဲ့တွေ့မှာတော့သူ့ရဲ့ပြဆက်လေးဟာဘာမှမဟုတ်ဘူးဆိုတာကိုဘရိုင်ယန်ကလည်းသိလိုက်ရပါတယ်ကိုဆရာကြီးလို့ထင်နေပေမဲ့နှစ်သားအရွယ်စတူဝီကိုတော့မရှင်းနိုင်တာမို့စိတ်ညစ်နေခဲ့ပါတယ်စတူဝီရဲ့ပြဆက်ကိုမဖတ်ခင်ကဆိုရင်သူ့ရဲ့ပြဆက်ကအကောင်းဆုံးလို့ထင်ခဲ့တဲ့အကြောင်းဘရိုင်ယန်ကဝန်ခံပါတယ်စတူဝီဟာပါရမီရှင်တယောက်ဖြစ်ပြီးတော့အဲ့လိုပါရမီပါတာကိုလည်းမသိသိချင်းခဲ့တာပါပါရီမီရှင်ဆိုတဲ့ကောင်တွေဟာစူးစမ်းအားထုတ်ခြင်းစိတ်နေသွားတတ်တာကြောင့်တခြားကောင်တွေကကြော်တက်သွားမှာကိုစိုးရိမ်လို့ပါခွေးတက်တန်းရတွက်မယ်ဆိုရင်နောက်ထပ်9နှစ်လောက်ဆိုရင်ဘရိုင်ယန်ဟာတေဆုံးတော့မှာမို့သူတေသွားမယ်ဆိုရင်တော့ဒီစေတနာတွေကိုနားလည်လောက်မှာပါဆိုကရင်ဖွင့်လိုက်ပါတော့တယ်စတူဝီရဲ့ပြဆက်ကိုကြည့်ပြီးတဲ့လူတွေဟာစိုးပြတ်တက်နေတာပဲဆိုတဲ့ comment တွေကိုပေးကြပါတယ်ဘရိုင်ယန်ကလည်းအရင်ကဟာတွေကိုဘာလို့ပြင်လိုက်တာလဲဆိုကစတူဝီကိုမေးကြည့်ပါတယ်အရင်ကရန်ကောင်းတဲ့ဇက်လန်လေးကိုပောက်ကရတွေပြင်လိုက်တာဖြစ်ပြီးဒါတွေဟာဘရိုင်ယန်ကြောင့်ပါသူ့ရဲ့ဘော်ဒါကိုသူ့ကြောင့်စိတ်ထက်မကျစေချင်တာဖြစ်ပါတယ်စတူဝီကလည်းသူက2နှစ်ပဲရှိသေးတာမို့နှစ်ပေါင်းများစွာစူးစမ်းလို့ရပြီးအောင်မြင်မှုဆိုတာတွေကိုလည်းအလွယ်တကူယူလို့ရတဲ့အကြောင်းရှင်းပြပါတယ်ဒါပေမဲ့ဘရိုင်ယန်နဲ့ဆက်ဆံရေးလေးကိုတော့မပြိုကွဲစေချင်တာကြောင့်ပါဆိုကရှင်းပြလိုက်ပါတော့တယ်နှစ်ကောင်သားကလည်းအိမ်ကိုပြန်လာကြစဉ်ဘယ်ကမှမသိတဲ့ငှက်ကြီးကဝင်ချီသွားပါတော့တယ်ဒီနေရာလေးမှာပဲဇလန်လေးဟာပြီးဆုံးသွားပါတယ်အားလုံးကိုချီးကျူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ Family Guy ကဒေဝပါနောက်ထပ်အပိုင်းတွေမှာပြန်တွေ့ပါမယ်ဗျကျွန်တော်လက်ရှိဖွင့်နေတဲ့တင်တန်းလေးကိုထပ်မံမိတ်ဆက်ပေးခြင်းပါတယ်။ယနေ့ခေတ်မှာကပတ်စစ်အင်ကန်တစ်ခုခုရှိမနေဘူးဆိုရင်ရက်တီဖို့ခဲရင်ပါတယ်။ပတ်စစ်အင်ကန်ဆိုတာကတော့အလုပ်တွေအများကြီးလုပ်နေစရာမလိုပဲအိတ်နေရင်အောင်ငွေဝင်တာမျိုးကိုဆိုလိုတာပါ။အခုနောက်ပိုင်းမှာတော့ social media ခေတ်ကိုရောက်လာတာနဲ့အမျှငွေရှာရတာကလွယ်ကူလာပါတယ်။ personal branding မဲ့ထောင်မလား video editing မဲ့လုပ်မလားကျွန်တော်တို့ကိုဝါသနာပါတဲ့ recap လေးတွေကို copyright လွတ်အောင် YouTube ကနေအင်ကန်တစ်ခုရအောင်ရှာမလားအဲ့လိုလုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့တင်တန်းလေးကအချိုးပြပါလိမ့်မယ်။ဘာတွေတင်မလဲဘာတွေ shareလုပ်ပေးမလဲဆိုရင်တော့အဓိက recap editing နည်းကိုပါကျွန်တော်တင်တန်းကိုလာ join တဲ့လူတွေထဲမှာကြောင်းတက်နေတဲ့ကလေးတွေတောင်ပါပါတယ်ကြောင်းတစ်ဖက်နဲ့ anime လေးတွေကို recap လုပ်ချင်လို့ YouTube ကနေငွေရှာချင်လို့ဆိုတဲ့ကလေးတွေဖြစ်နေပြန်ပါတယ် recap ရဲ့အဆင့်၄ဆင့်ဖြစ်တဲ့အကြည့်ရေးတွန်း edit ဆိုတဲ့၄ချက်ကိုပိုင်နိုင်အောင်ဗီဒီယိုနဲ့တကွရှင်းပြထားတဲ့အပြင်နားမလည်ရင်လည်းအချိန်မရွေးလာမေးလို့ရပါသေးတယ် script ရေးနည်းအခြေခံတွေ video editing နည်းတွေ YouTube policy တွေကိုအသေးစိတ်လေ့လာရမှာပါ YouTube monetization တွေ YouTube channel တစ်ခုကိုကိုင်တွယ်နည်းတွေကို lifetime plan နဲ့သင်ပေးမှာဆိုတော့စိတ်ဝင်စားရင်ယခုပြထားတဲ့ Telegram user name လေးကို hide လိုက်ရုံပါပဲတင်တန်းချင်းအနေနဲ့ကတော့9000ကျပ်ပဲကြားတင်ပါမယ်လက်ရှိကျောင်းတက်နေတဲ့ကျောင်းသားတွေဆိုရင်တော့10% short သေးပေးမှာပါကျွန်တော်တင်တန်းလေးစီကိုတကယ်ချင်းတယောက်ကလာ join ဖို့ကူညီပေးမယ်ဆိုရင်တော့30% ထိ short သေးပေးမှာဖြစ်ပါတယ်တင်တန်းကာလလေးကတော့ lifetime ဖြစ်တာမို့ကျောင်းတစ်ဖက်နဲ့မအားရင်အောင်အားတဲ့အချိန်မှာလေ့လာလို့ရမှာပါအဲ့တော့ခုအတွက်တကယ်လိုအပ်တဲ့ video editing တွေ script writing တွေအပြင် recap ကိုဘယ်လိုလုပ်ရလဲဆိုတာကိုသိချင်ရင်တော့အခုပဲဆက်သွယ်လိုက်ပါ